ကဲဘာပြောရင်ကောင်းမလဲကျွန်တော်ကတော့အခုဒီမှာBob Dylan ဆောင်းတော့တင်ထားလိုက်ပြီပေါ့ဘာပြောရင်ကောင်းမလဲဆိုတော့ဟိုပါပေါ့အခုကတော့အင်္ဂလိပ်စာအကြောင်းမပြောချင်သေးဘူးလေကျွန်တော်လည်းအင်္ဂလိပ်စာတင်နေဆိုပေမဲ့လည်းပွင့်လင်းပြောရင်တော့ဒါကတော့ကျွန်တော်ကအင်္ဂလိပ်စာတင်နေတယ်ဆိုပေမဲ့လည်းစာရေးတဲ့သူလည်းဖြစ်တဲ့အတွက်ဒီအင်္ဂလိပ်စာတစ်မျိုးတည်းပဲတင်တာမဟုတ်ပဲねအဓိကကတော့ကိုစီမှာရောက်လာတဲ့ကလေးရဲ့ဉာဏ်ရည်ကိုကြည့်ပြီးတော့ဗောနော်အထူးသဖြင့်သူဘာတွေစိတ်ဝင်စားလဲဆိုရင်နောက်သူရဲ့စိတ်ပါဝင်စားမှုကိုကြည့်ပြီးတော့သူစိတ်ဝင်စားရင်ဝင်စားတယ်လို့ဗောနော်သူအုံနောက်လေးက live မိသလောက်ဗောအထူးသဖြင့်တော့ဒီအကြောင်းအရာဘယ်အကြောင်းအရာမဆိုဗောလေသူဘယ်အကြောင်းအရာကိုအဓိကစိတ်ဝင်စားနေလဲဆိုတော့အရင်ဆုံးနံပါတ်1ဗောကိုကသိအောင်လုပ်ရတာပေါ့လေစာတင်တဲ့သူတယောက်အနေနဲ့တော့ကိုတပည့်ကိုကလေးကအမှုပညာအပေါ်မှာစိတ်ဝင်စားလားဒါမှမဟုတ်တီထွင်မှုနဲ့ပတ်သက်တဲ့နော်ဒီကိစ္စတွေပေါ်မှာစိတ်ဝင်စားနေလားပေါ့နော်သူကဖန်တီးမှုကိုနော်စိတ်ဝင်စားတဲ့သူလားပေါ့နော်ဒါမှမဟုတ်ရင်သူကဒီ science ကိုစိတ်ဝင်စားတဲ့သူလားပေါ့နော်အဲ့ဒီလိုမျိုးလေးတွေကျွန်တော်တို့အရင်ကြည့်ရတာပေါ့ပြီးတော့အဲ့လိုမျိုးကျွန်တော်တို့တည်သွားပြီဆိုရင်တော့ဘာပြောဒီစာဖတ်ချင်လာအောင်တော့အဓိကကျွန်တော်တို့စပြီးပြိုးထောင်ပြီးတဲ့သဘောမျိုးပေါ့ပြောကြည့်ရတာပေါ့နော်ကျွန်တော်တို့ငွေစာတင်နေဆိုပေမဲ့လည်းကဘာသမိုင်းမြန်မာသမိုင်းပေါ့နော်အကြောင်းအရာလေးတွေစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေပေါ့နော်ထားပါတော့ကျွန်တော်လူပြောများတဲ့ဒါ edition ဟုတ်ပြီ edition ကနော်ဒါလက်စင်မီကိုတီထွင်နေပေါ့ကျွန်တော်တို့တချင်းတွေမှာလည်းပါတယ်မဟုတ်လားနော်ဒီဒါတော့ edition ကတော့ဒီလက်စစ်မိသည်ပေါ့လေနောက်ဒီကနေ့ခေတ်မှာကျွန်တော်တို့လူတိုင်းဟိုတနေ့မမြင်ရရင်မနေနိုင်ဘူးဆိုတာရည်သားမဟုတ်တော့ဘူးတနေ့မမြင်ရရင်မနေနိုင်ဘူးမဟုတ်တစ်စက္ကန့်တောင်မှတစ်စက္ကန့်အကြားလက်မရှိစေရဆိုတာကရည်သားသမီးသားတော့မဟုတ်တော့ရည်သားတော့ကျွန်တော်တို့ပြစ်ထားလို့ရတယ်ဖုံးပေါ့လေအခုလူငယ်တွေကကလေးတွေကဖြတ်ပြီးပြောလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကလေးမိဘတွေအနေနဲ့ကလည်းဒီကိုယ့်ရဲ့သားသမီးတွေဖုံးသုံးတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါအသက်အရွယ်ပေါ်မှာမူတည်ပြီးတော့အချိန်လေးတွေနဲ့ဒါကြည့်ပြရမယ်အဲ့လိုမှမဟုတ်ဆိုရင်တော့ဒါမဟုတ်ကကြီးကြည့်ပြီးတော့မဟုတ်ကကြီးဖြစ်ကုန်မှာပေါ့ဆိုတော့တချင်းထဲမှာပါတယ်လို့ပေါ့လေ hello မြည်ရဲ့တယ်လီဖုန်းလေးရဲ့ဆိုတော့တယ်လီဖုန်းကိုကဲဘသူအရင်တီထွင်ခဲ့ကြလဲဆိုပြီးကျွန်တော်ကြောင်းမှာနော်Graham Bell ကတီထွင်ခဲ့ပါရဘာညာဆိုတဲ့ဟာမျိုးပေါ့နော်ဒါကတော့ကျွန်တော်တို့ရေဘူးရကြရပေါ့လေဟုတ်တယ်တယ်လီဖုန်း Graham Bell ကတီထွင်ခဲ့ပါရပေါ့တကယ်ကျွန်တော်တို့စာဖတ်ဖို့ဝါသနာပါသွားပြီဆိုရင်နော်အနုစိတ်လိုက်တော့ဝါသနာပါသွားပြီဆိုရင်ဘယ်သူကတီထွင်ခဲ့တာလဲသူနဲ့ခစ်ပြန်ရဘယ်သူလဲ Graham Bell ကဘယ်နော်တယ်လီဖုန်းကိုသူကစပြီးတီထွင်ခဲ့တယ်ဆိုတော့ဟုတ်ရဲ့လားဆိုတဲ့ဟာမျိုးကနေပြီးတော့နော်ဒီကျွန်တော်တို့ mobile ခွင့်နဲ့ပတ်သက်တဲ့ဟာမျိုးတွေပါကျွန်တော်တို့နော်ဒါအခုကကျွန်တော်တို့အနုပညာလုပ်ပြီဆိုရင်ဒီ mobile ခွင့်ကနော်ဖွံ့ဖြိုးဆဲနိုင်ငံဒီမှာစပြီးတော့တည်တည်လာပြီဆိုတော့ဒီလိုမျိုးပေါ့တိုးတော့အကြံတူရင်နောက်လူသားစမြဲဆိုတာရှိရဆိုပေမဲ့အဲ့ဒီ Graham Bell ကိုပဲနမူနာကြည့်မယ်ဆိုရင်ဒါသူကခေတ်စကားနဲ့ပြောမယ်ဆိုဆွဲစီးလိုက်တာပဲဒါမူပန်ခွင့်ကိုအရင်တင်နိုင်တဲ့သူကရတာပဲမင်းလက်တော်တီထွင်တဲ့ငါလက်တော်တီထွင်နေဆိုရင်ကိုကပတ်စံမူပန်ခွင့်တင်ဖို့ဆိုတာလည်းသိရတဲ့အတိုင်းပဲလိုအပ်တဲ့စာရွက်စာတမ်းနဲ့အချက်လက်တွေနဲ့သူထိုက်တဲ့ငွေကြီးပေးစရာရှိတော့Graham Bellအရင်တင်လိုက်နိုင်ရင်Graham Bellရသွားတာပဲမူပန်ခွင့်ပေါ့နော်ဒါတမိုင်းအမှန်တော့ Graham Bell ကစပြီးတည်ထွင်ခဲ့တာမဟုတ်ဘူးဆိုတဲ့ဟာမျိုးရှိတာဟုတ်ကဲထားရတော့ဆိုတော့ကျွန်တော်တို့ကဒါကြောင့်မို့စာတင်နေဆိုတာကလည်းအင်္ဂလိပ်ဘာသာစကားကိုတင်နေဆိုပေမဲ့လည်းဒီစကားလုံးတွေကိုမြန်မာလိုဘာသာပြန်ခိုင်းပြီးတော့ပြောနေုံနဲ့မရဘူးဆိုတော့ကလေးတွေမှာလည်းအသက်အရွယ်မျိုးစုံပေါ့လေအသက်အရွယ်မျိုးစုံမတူညီရဲ့နောက်ခံကနေလာတာဖြစ်တဲ့အတွက်เนาะသူတို့ရဲ့ပတ်ဝန်းကျင်မိဘအတိုင်းအဝိုင်းပညာရေးအတိုင်းအဝိုင်းလာကြတာလားเนาะပညာရေးကိုစိတ်ဝင်စားတဲ့အတိုင်းအဝိုင်းလာကြတာလားဒီကျောင်းပညာရေးရှိတယ်ဘွဲတွေရတဲ့အတန်းပညာရှိတယ်တကယ်ကိုသိကျင်တဲ့စိတ်နဲ့သင်ယူတဲ့ကလေးတွေရှိတယ်ပေါ့လေဒါတွေကလည်းလိုအပ်နေတာပေါ့အဓိကတော့ကျွန်တော်တို့ကကလေးမိဘတွေလည်းဒါတွေနားလည်ထားရင်ပိုကောင်းတာပေါ့ဆိုတော့ကျူရှင်တွေပို့နေုံနဲ့လည်းမရဘူးကလေးတွေဒီအပြင်သင်တန်းတွေပို့နေုံနဲ့မရအောင်
ခလေးတွေတင်တန်းနေပြီးပါရင်မှတ်ခဲ့လေဖတ်ခဲ့လေစာအုပ်စာတမ်းကိုပြန်ကြည့်မယ်ဒီလိုမျိုးရှိရအောင်เนาะခလေးတွေကိုယ်တိုင်မှားရေးနိုင်တာလည်းရှိတယ်ဆရာတွေကိုယ်တိုင်လည်းဘောမှာမှားရေးမိတာလည်းရှိနိုင်တယ်သူတို့ဒီခလေးတွေရဲ့အခြေအနေကိုပြန်ပြီးတော့အမြဲတမ်းဆွေးနွေးနေရမယ်အဲ့လိုမျိုးလိုရပါလေဆိုတော့အဓိကတော့ဒီကလေးတွေကိုဘယ်ဘာသာရက်ပဲတင်နောက်ဆုံးဘာသာရက်ဆိုတာကျင်းမြောင်းနေပေါ့ဗျာကျွန်တော်တို့ကအင်္ဂလိပ်စာလိုဘာသာစကားဖြစ်သွားပြီရောအလားတူမြန်မာဘာသာရက်အင်္ဂလိပ်ဘာသာရက်ဒါမျိုးလေးတွေပထဝီဘာသာရက်ဒါမျိုးလေးတွေကနေတကယ်ကြတော့ကျင်းမြောင်းနေပေါ့အဓိကတော့ကဲသမိုင်းဆိုရင်လေနော်အကြောင်းမှာဆိုတာကတော့ကျွန်တော်တို့ကဒီတစ်နှစ်ပတ်လုံးသူ့ရဲ့သူ့အချိန်နဲ့ကိုယ်တွေကပေါ့နော်ဒီပြဋ္ဌာန်းအချိန်ရှိတာဖြစ်တဲ့အတွက်နော်ဒီလိုမျိုးရှိတာကိုကန့်သက်ချက်တွေရှိနေတာတကယ်ကြတော့ကဲနော်မင်းတို့တကယ်စိတ်ဝင်စားသွားပြီဆိုရင်ဘာတွေဖတ်လို့ရသေးတယ်ဆိုပြီးတော့နော်အင်တာနက်ကနေပြီးတော့ online နဲ့ကိုယ့်အနေကိုရှာပေါ့လေဆိုတော့ဒီလိုမျိုးပေါ့အဓိကစာကိုကိုယ်တိုင်သိကျင်တဲ့အကြောင်းအရာကိုကိုယ်တိုင်သိကျင်တယ်ဗာလေးပဲသိကျင်ကိုယ်တိုင်စူးစမ်းစိတ်နဲ့ဖတ်ကျင်တဲ့စိတ်ကလေးရှိမှာပဲစာရီကိုရှာဖွေပြီးဖတ်ရှုမယ်เนาะဒီလိုမျိုးပေါ့အဲ့ကနေပြီးတော့ဖန်တီးကျင်တဲ့စိတ်တွေပေါက်လာမှာပေါ့စာဖန်များသွားရင်တော့ဖန်တီးကျင်တဲ့စိတ်ကပေါက်သွားမယ်အဲ့လိုရှိတယ်ကိုယ်တိုင်ဖတ်ပါများလာရောအဲ့လိုရှိတာ哦ကျွန်တော်တို့ကဆိုတော့ကိုချင်းစာတရားတို့ဘာလို့ဆိုတော့လေစာပြေဖက်ရှုခြင်းကနေရတာပဲလေအမှန်တိုင်းပြောရင်တော့နောက်မို့ဆိုရင်တော့ကျွန်တော်တို့ကဘာဖြစ်တကူကောင်းဆန်တဲ့စိတ်တွေကပဲပေါ်နေမှာပေါ့နော်အဲ့လိုဖြစ်သွားမှာပေါ့ကဲကျွန်တော်စာတစ်ပုဒ်ဖတ်ပြလိုက်မယ်လေအင်္ဂလိပ်စာတော့မဟုတ်ဒါကျွန်တော်ရေးထားတဲ့ဒါကျွန်တော်ရဲ့ original ပေါ့နော်ဒီလိုခေါ်တယ်ကျွန်တော်တို့တချင်းတင်မှာဆိုရင်ကျွန်တော်တို့ကဘာခေါ်လဲအုံကျွန်းလို့ခေါ်တယ်ဒါမြန်မာပြည်ရောက်ခေါ်ပေါ့တကယ်ကြတော့နိုင်ငံခြားမှာခေါ်တာ original လို့ခေါ်တယ်ဒါမှလည်းဒါကျွန်တော်ရဲ့ဒီ original work ပေါ့နော်ဆိုတော့ဘာသာပြန်ထားမှာမဟုတ်ဘဝမဲ့ဘူတာရှေ့တပြဆိုရင်မဟတန်ဘူတာရောက်ပြီအဲ့ဒီမှာအောင်ခင်မြင့်ဟာငူကြီးထိုင်နေမလားသူ့စာအုပ်စွန်နာသားကိုပဲရဲရွှင်ပေါ့ပါဖတ်နေမလားဝင်းပလွေအရေးချုံလူလောက်နိုင်ငံသစ်အယူဆပင်လယ်ဓမြမမ်းမြို့သူစားမေလှတက်မြတ်နာရင်တကိုလုံးရန်ကုန်အနီးအဝေးနာရီတန်ပြအိမ်မရရဲ့ညအဆောက်အုံအသစ်တွေထိုးထောင်မြို့ပြအသစ်အတွင်အယောင်ဆောင်ရင်တဲ့ကတော့ကမှိန်ဝတ်ပြတူးချင်းတယောက်ချင်းစီရဲ့အချစ်မီအပူတွေရှန်ကြရုံကြွပိတ်လောင်တားဆီးထားတဲ့မှန်နေရန်တွေကိုဖောက်ထွင်းအလင်းရည်တန်ကြွခြေအနှုတ်အသိမ်းကျဲမဲ့မြို့ပြကြီးအိမ်မောကြချိန်တတိယတစ်ချက်တတိမယတစ်ချက်မိုးတစ်ပေါက်နှစ်ပေါက်အိတ်လို့မပြောတာနဲ့အိယာဘေးကဂမိချစ်ကိုကောက်ဆန်းဖချမ်းတလိမ့်နဲ့အတွေးဟောင်းကိုပြန်ခဲ့ယူတပင်ပန်းမှန်တွေကိုချစ်တဲ့စိတ်နဲ့တိတ်ရိတ်ဝါးရိတ်အောက်မှာနေထိုင်တိတ်ရိတ်ဝါးရိတ်ကြားကနေပြောင်းနဲ့စိန်ပြေးတန်းကစားအရေးလိုချင်လို့ပြောစရာတွေဖတ်အကိုင်းအခက်လိုချင်လို့အရေးကိုဖတ်တွေမိုးအကြောင်းနှွေအကြောင်းစူဆောင်းမိသမျှတဘဝစာမရှိရည်စားလေကြီးကိုဖွင့်ပြီးခုံဆင်းလိုက်တယ်ရှေ့တပြဆိုဘဝမဲ့ဘူတာယုံရောက်ပါပြီကဲပြန်ဆုံးမယ်ဗျာကျေးဇူးတင်ပါတယ်